တဘာဝဘေးကြောင့်ပျက်စီးခဲ့တဲ့စိုက်ပျိုးမြေတွေအစားကုန်းမြင့်လယ်ယာမြေတွေအစားထိုးဖော်ထုတ်နေပါတယ်။ဒီသတင်းကိုအများကြီးသတင်းကတင်ဆက်ထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမိုးကြီးမြေပြိုမှုတွေကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်မဲနဲ့တောင်တန်းရှိစိုက်ပျိုးမြေတွေပျက်စီးခဲ့တဲ့အတွက်အဲ့ဒီပျက်စီးခဲ့တဲ့စိုက်ပျိုးမြေတွေတည်ရှိရာကျေးရွာတွေမှာပဲစီကံသတ်မှတ်ချက်တွေနဲ့အညီကုန်းမြင့်လယ်ယာတွေကိုဖော်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒီကြောင့်ကိုတောင်ကြီးမြို့မှာရုံးထိုင်တဲ့စက်မှုလယ်ယာဦးစီးဌာနအမှတ်၄ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မိုးကအခုလိုပြောပါတယ်။ကျွန်တော်တို့ဒီဟိုပုံးမြို့နယ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမဲနယ်တောင်တန်းဒေသမှာရှိတဲ့စံဖူးကျေးရွာအုပ်စုရယ်စံငေါကျေးရွာအုပ်စုရယ်ကျေးရွာအုပ်စုနှစ်ခုမှာဒီသဘာဝဘေးအန္တရာယ်ရေကြီးရေရှမ်းဖြစ်လိုက်တဲ့အတွက်ဒီလယ်မြေတွေဟာတဲဖုံးတာတို့ကြောက်ဖုံးတာတို့နောက်တော်တော်တွေရေထဲပါလာပြီးတော့ဖုံးတာတို့ဖြစ်ပြီးလယ်တွေပျက်စီးသွားပါတယ်။အဲဒီအတွက်ကျွန်တော်တို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ကျွန်တော်တို့ကွန်မြူနတီဖော်ထုတ်ရေးဌာနအနေနဲ့ကွင်းဆင်းပြီးတော့မှဒီပျက်စီးသွားတဲ့လယ်မြေတွေအတွက်အစားထိုးပြီးတော့ကွန်မြူနတီဖော်ထုတ်ရေးစီမံချက်နဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။အခု2025-2026ဘဏ္ဍာရေးနှစ်မှာကျွန်တော်တို့ဒီစံဖူးကျေးရွာအုပ်စုနဲ့စငေါကျေးရွာအုပ်စုမဲနယ်တောင်တန်းဒေသကျေးရွာအုပ်စုနှစ်ခုမှာကျွန်တော်တို့လယ်ယာမြေပျက်စီးသွားတာတွေကိုအစားထိုးပြီးကွန်မြူနတီလယ်ယာအနေနဲ့ဧက250ဖော်ထုတ်ဆောင်ရွက်သွားနေတာဖြစ်ပါတယ်ခင်ဗျာကုန်းမြင့်လယ်ယာဖော်ဆောင်တဲ့မြေဟာမြေလို့မြေရိုင်းဖြစ်ရတဲ့အပြင်တဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုအခြေအနေကိုဆိုးရွားတဲ့တက်ရောက်မှုတွေမဖြစ်စေတဲ့မြေနေရာတွေကိုသက်ဆိုင်ရာဌာနတွေရဲ့စီစစ်ခွင့်ပြုချက်နဲ့ရွေးချယ်ရတာဖြစ်ပါတယ်။စီစစ်ပြီးတဲ့နောက်ခွင့်ပြုချက်ရလာတဲ့အခါတောရှင်ငုတ်ထုတ်လုပ်ငန်းတွေကိုစတင်ဆောင်ရွက်တာဖြစ်ပါတယ်။အဲ့ဒီလိုဆောင်ရွက်ပြီးတဲ့နောက်ဆောင်ရွက်လိုက်တဲ့ကုန်းမြင့်အနေထားမှာ30ဒီဂရီအထက်မှာဆိုရင်ကွန်ဒိုယာမြေတွေကိုဖော်ဆောင်ပေးပြီး30ဒီဂရီအောက်ဖြစ်ပါကလေကရစ်လယ်ယာမြေအဖြစ်ဖော်ထုတ်ပေးတာဖြစ်ပါတယ်။အဲ့ဒီလိုဖော်ထုတ်ပေးပြီးတဲ့နောက်စိုက်ပျိုးနိုင်တဲ့သီးနှံအမျိုးအစားသိရအောင်မြေစီလွာအရည်သွေးတွေကိုတက်ခွဲစမ်းသပ်ပေးပြီးရလဒ်တွေထွက်လာပြီးတဲ့နောက်သက်ဆိုင်ရာဒေသခံတွေအတွက်ဖော်ထုတ်ထားတဲ့ကုန်းမြင့်လယ်ယာမြေတွေကိုလွှဲပြောင်းပေးရတာဖြစ်ပါတယ်။လာမယ့်2026ခုနှစ်မိုးရာသီမှာတော့ဖော်ထုတ်ထားတဲ့ကုန်းမြင့်လယ်ယာမြေတွေမှာသီးနှံစိုက်ပျိုးကြမယ့်အစီအစဉ်ကိုစံငေါကြီးရွာမှာရွာသူကြီးဖြစ်သူဦးနေထွန်းကအခုလိုပြောပါတယ်။ပြောမှဆိုတာအများကြီးအကျိုးရှိတာပေါ့နော်။သူတို့ကအခုမြေအစားထိုးရပြီဆိုရင်တော့သူတို့စိုက်ချင်တဲ့ဟာတွေစိုက်လို့ရတယ်။သူတို့လည်းအများကြီးဝမ်းသာတာပေါ့။ဥပမာဒီမှာအခုထွေးနေတဲ့သီးနှံသဘောမျိုးကမှာဥဆိုင်ရှင်လည်းသူတို့စိုက်လို့ရတယ်ပလိပ်ပြဆိုင်ရှင်လည်းစိုက်လို့ရတယ်ပြုံးဆိုင်ရှင်လည်းပြုံးစိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့စပါးတော့တိတ်အဆင်မပြေဘူးပေါ့နော်လေတဲ့ကလိုမျိုးမဟုတ်တော့လေဘုံမြစ်တယ်ပေါ့နော်အဲ့လိုတော့ကွာတာပေါ့အဲ့လိုပေါ့အများကြီးအကျိုးရှိတယ်ရွာအတွက်ပေါ့ဒါကအများကြီးကိုနိုင်ငံတော်ကအရင်ကိုကျေးဇူးတင်တာပေါ့နော်အဲ့လိုမြန်မာနိုင်ငံလုံးမှာကုန်းမြင့်လယ်ယာဖော်ထုတ်ရေးစီမံကိန်းရုံး၄ရုံးရှိပြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းပြည်မြောက်ပိုင်းနဲ့ချင်းပြည်နယ်မှာလည်းတတ်မှတ်ဖွင့်လှစ်ခဲ့ပြီးကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လက်ရှိဟိုပုံးမြို့နယ်ရှိဧက250ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းကတော့ပုံမှန်ဆောင်ရွက်နေကြလုပ်ငန်းတွေလို့မဟုတ်ပဲပျက်စီးသွားတဲ့လယ်ယာမြေတွေကိုအစားထိုးရှာဖွေဖော်ထုတ်ပေးရတာဖြစ်တဲ့အတွက်ဒီလိုဆောင်ရွက်ပေးရတာကလှိုက်လိုက်လဲဝန်သာရတယ်လို့ကွင်းစင်အကောင့်တဲ့ဖော်ဆောင်ရွက်ပေးရသူလက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မိုးကဆက်ပြောပါတယ်။ကျွန်တော်တို့ကွန်မြူနတီလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးအနေနဲ့ကျွန်တော်တို့ဝန်ထမ်းတွေရောကျွန်တော်တို့ဒီစက်ရန်တွေရောအခုလိုကျွန်တော်တော်တဲ့တောင်ထဲမှာနေပြီးတော့မှသူတို့တောင်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရတာဖြစ်တဲ့အတွက်တစ်ဖက်တစ်လမ်းကဌာနရဲ့တာဝန်ကိုထမ်းဆောင်ရတာအပြင်တစ်ဖက်ကနေမှကျွန်တော်တို့ကုသိုလ်ရတယ်လို့လည်းအောက်မေ့ပါတယ်။နောက်ဒေသခံတောင်သူတွေရဲ့ကျေးဇူးတင်တယ်ဆိုတဲ့စကားနဲ့ကျွန်တော်တို့ပီတိဖြစ်ရတဲ့အပေါ်မှာလည်းတကယ်ပဲလိုက်လဲဝင်းတာပါတယ်တောင်သူတွေကျွန်တော်တို့သူတို့မြေနေရာတွေလိုက်ပြပေးတာနောက်သူတို့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့နေ့စဉ်နဲ့အမျှထိတွေ့ပြီးကျွန်တော်တို့နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ခုလိုလုပ်ငန်းတွေအောင်မြင်အောင်ဆောင်ရွက်ပေးတဲ့အတွက်ဒေသခံတောင်သူတွေကိုလည်းကျေးဇူးတင်ပါတယ်သူတို့လည်းဒီထက်မှကဒီစာရေးပြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်ကြပါစေလို့လည်းကျွန်တော်ဒီနေ့ကနေဆုတောင်းပေးပါတယ်ခင်ဗျာပြီးခဲ့တဲ့2024ခုနှစ်ကစတင်ခဲ့တဲ့တောင်ပြိုရေကြီးမှုတွေဟာရှမ်းတောင်ဒေသရဲ့ခီးသွွားမြို့တော်တွေဖြစ်တဲ့ကလောပင်းရရွာငံဟိုပုံးမြို့နယ်တွေမှာထင်မှတ်မထားလောက်အောင်ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်။အဲ့ဒီသဘာဝဘေးကြောင့်တိနှံစိုက်ပျိုးမြေတွေပျက်စီးသွားတဲ့အခြေအနေကဒေသခံတွေအတွက်ဝမ်းစာနဲ့တံမွေးလုပ်ငန်းတစ်ခုလုံးပျက်စီးသွားစေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အစားထိုးစိုက်ပျိုးမြေတွေပြန်လည်ရရှိဖို့ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေကြရတာဖြစ်ပါတယ်။ရှမ်းဒီသတင်းကိုအများကြီးသတင်းကတင်ဆက်ထားပါတယ်။